ချစ်ပရင်တဲ့အပေါင်းရှင်ဒီကနေ့တော့မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကတာဝတိပီဇေဒဝန်ကျောင်းတော်အနီးဇီဝကရဲ့တရက်ဥယျာဉ်ထဲမှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ဘေခုနီမှာတပါရဲ့ဖြစ်ရမှန်ဇလန်းတပုတ်ပဲချစ်ပါရရှင်မြတ်စွာဘုရားရှင်တာဝတိပီမှာတရင်သုံးနေတဲ့အချိန်လုံးကရုံရည်အလုံးတရာလှပပြီးစက်တည်ရှိလာတယ်သူ့ပါလူအမိရတဲ့ဘေခုနီမှာတပါရှိခဲ့ပါတယ်တနေ့မှာတော့သူ့ဘာမထေရီဟာစိတ်အေးချမ်းသာစွာတရားဘာဝနာပွားများဖို့အတွက်ဇီဝကရဲ့တရက်ဥယျာဉ်စီကိုကြွချီလာခဲ့တာပေါ့တရက်ဥယျာဉ်ထဲမှာနက်ကလေးတွေရဲ့တွန်ကျူးတန်တွေနဲ့အလွန်ကိုစိတ်ငြိမ်အေးချမ်းနေခဲ့ပါတယ်ဒါပေမဲ့ထိုစဉ်ချင်းမှာဥယျာဉ်ထဲမှာလည်လည်သွားလာနေတဲ့ကာမဂုဏ်လိုက်စားတဲ့လူငယ်တစ်ယောက်ရှိနေခဲ့ပါတယ်သူဟာသူ့ဘာမထေရီကိုမြင်လိုက်ရတဲ့ခဏမှာတင်သူမရဲ့ထူးကဲလှပါတဲ့ရုပ်အစဉ်ကိုဆွဲလန်းသွားပြီးကာမရာဂစိတ်တွေထကြွလာပါတော့တယ်။အဲဒီလူငယ်ဟာဘေခုနီမရဲ့လမ်းကိုဖိတ်ဆိုးလိုက်ပြီးမဖွဲမရစကားတွေကိုရဲရဲတင်းတင်းပြောဆိုပါတော့တယ်။လူငယ်ကအရှင်မရဲ့ရုပ်ရည်ကအလွန်တရာလှပလွန်လာပါတယ်။လူဝစ်လဲပြီးကျွန်တော်နဲ့အတူတူပျော်ရွှင်စွာလော်ကီစီစိန်လေးကိုခံစားတင်ပါတယ်လို့တွေးဆောင်ခဲ့ပါတယ်။သူ့ဘာမထေရီကတော့တည်ငြိမ်စွာနဲ့ပြန်လဲမိန့်ကြားခဲ့ပါတယ်။ညီလေးတင်ဟာရုပ်အစင်းကိုသာညီပြီးကာမဂုဏ်အာယုံနောက်ကိုလိုက်နေတာပါဒီခန္ဓာကိုယ်ဆိုတာဘာမှမငြင်းပါဘူးအိုခြင်းနာခြင်းတေခြင်းတရားတွေနဲ့ပြည့်နှက်နေတဲ့အရာတစ်ခုသာဖြစ်တယ်လို့ဆုံးမခဲ့ပါတယ်ဒါပေမဲ့ရာဂစိတ်တွေဖုံးလန်းနေတဲ့ထိုလူငယ်ဟာနားမဝင်ခဲ့ပါဘူးသူကအရှင်မဘာပဲပြောအရှင်မရဲ့မျက်လုံးတွေကတော့အလွန်တရာလှပလွန်လာပါတယ်သူ့ဘာမထေရီဟာထိုလူငယ်ရဲ့စကားကိုကြားရတဲ့အခါမှာသူမဟာမိမိရဲ့ရုပ်ခန္ဓာကိုယ်အပေါ်မှာမိတိတွဲတာမှုမှမရှိပဲပြတ်သားစွာနဲ့ပဲမိမိရဲ့မျက်လုံးတစ်ဖက်ကိုဖောက်ထုတ်လိုက်ပါတော့တယ်။ပြီးတဲ့နောက်သူဘာမထေရီကတီးငိမ့်ပြတ်သားတဲ့လေတနဲ့ညီလေးတင်ဟာကျမရဲ့မျက်လုံးတွေကိုဒီလောက်တောင်နှစ်သက်နေလေဆိုရင်ရောဒါကိုယူလိုက်ပါဆိုပြီးဖောက်ထုတ်ထားတဲ့မျက်လုံးကိုကန့်ပေးလိုက်ပါလေ။သွေးတွေရဲရဲနေနေတဲ့မျက်လုံးကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ကာမဂုဏ်လိုက်စားတဲ့လူငယ်ဟာချက်ချင်းထိတ်လန့်တုန်လှုပ်သွားပြီးရာဂစိတ်တွေအကုန်လွင့်ပြေးသွားပါတော့လေသူဟာအလွန်ကြောက်ရွံ့ပြီးနောင်တကြီးစွာရသွားခဲ့ပါတယ်မိမိရဲ့မိုက်မဲတဲ့အပြစ်ကိုသိမြင်သွားတဲ့အတွက်သူ့ဘာမထေရီရဲ့ခြေရင်းမှာဝက်တွားပြီးခွင့်လွှတ်ကိုတောင်းပန်ရှာပါတော့လေအဲ့ဒီနောက်မှာတော့သူ့ဘာမထေရီဟာမြတ်စွာဘုရားရှင်တရင်300ဇေဒဝန်ကျောင်းတော်စီကိုကြွားချီလာခဲ့ပြီးဖြစ်ကြောင်းကုံစင်သမျှကိုရှောက်ထားခဲ့ပါတယ်မြတ်စွာဘုရားရှင်ကသူ့ဘာတင်းဤစိတ်သက်ခွန်အားနဲ့တရားဓမ္မအပေါ်ယုံကြည်မှုသည်အလွန်တရာကြီးမားလာပြီဆိုတင်းသည်အရဟတဖို့ကိုရရှိသောပုဂ္ဂိုလ်ဖြစ်သောကြောင့်တင်းဤမျက်လုံးသည်ပြန်လေကောင်းမွန်ပါစေလို့မိန့်ကြားတော်မူလိုက်ပါတယ်မြတ်စွာဘုရားရှင်မိန့်ကြားပြီးတဲ့တပြိုင်နက်မှာပဲတောက်ပလေအလင်းဆောင်သည်ထွက်ပေါ်လာပြီးသူ့ဘာမထေရီရဲ့မျက်လုံးကနကိုအတိုင်းအကောင်းပကတိပြန်လေကောင်းမွန်သွားခဲ့ပါတော့တယ်ချစ်ပရိသတ်အပေါင်းရှင်ဒီစမ်းကြယ်လာတဲ့သူ့ဘာမထေရီရဲ့ဇလံဟာကျမတို့အတွက်အလွန်ကောင်းတဲ့သင်ခန်းစာတစ်ခုကိုပေးနေပါတယ်။အဲ့ဒါကတော့အပေါ်ယံရုပ်အစဉ်အလှအပါတွေအပေါ်မှာတွေ့တာမှုမရှိခြင်းနဲ့လောကီကာမဂုဏ်အာယုန်တွေရဲ့မမြဲသဘောတရားပဲဖြစ်ပါတယ်ရှင်။သူ့ဘာမထေရီဟာမိမိခန္ဓာကိုယ်ကိုယ်တောင်မတွေ့တာပဲတရားဓမ္မကိုသာလက်ကင်ထားခြင်းဖြင့်အရဟတဖို့ကိုရရှိတော်တာဖြစ်ပါတယ်။ဒီကနေ့ကျွန်မတင်ဆက်ပေးခဲ့သူ့ဘာမထေရီရဲ့ဇလံလေးကိုသဘောကျတယ်ဆိုရင် like